ရရေးရွာရေးမှာလူငယ်တွေမရှိတော့ဘူး။ဘာလို့ဆိုနိုင်ငံခြားသွားအလုပ်လုပ်ရလား။ကျွန်တော်တို့မြန်မာတွေအလုပ်ရတယ်။ဂုံတူးသုံးခုနဲ့နိုင်ငံခြားမှာအလုပ်ရတယ်။ဒိန်ဂျာအန်ရီကြီးတဲ့အပေါ်မှာတက်ပြီးတော့ပြုတ်ကြရင်အထက်တရမှာတက်ပြီးဝုန်းကျလို့ပြုတ်ကြသေးမယ်ဆိုမြန်မာတွေအလုပ်ရတယ်။ဂဟေးစောတဲ့အဲ့ဒီဂဟေးစောတဲ့အငွေတွေအစုပ်ထဲဝင်မယ်ကင်းစားပြင်းမယ်မြန်မာတွေအလုပ်ရတယ်။အဝမ်းဒီနောက်တည်း difficultခက်ပေးမမှန်လောက်အောင်ဆိုမြန်မာတွေလုပ်ရတယ်နောက်ဆုံးဂုံတူးတစ်ခုကဓာတ်တီဟေးပကံနေဆေးရမယ်အိမ်သားတွေဆေးရမယ်မြန်မာတွေလုပ်ရတယ်ကျွန်တော်တို့အဲ့ဒီလိုဖြစ်လာတယ်အဲ့ဒါကျွန်တော်နမူနာပဲပြောသေးတာနွန်းနေပဲနွန်းထဲမှာကျွန်တော်တို့ကျွန်းနေပြီကုရိတ်တွန်းပေးကြပါနော်ကျွန်တော်ကုရိတ်တွန်းပေးကြပါဆိုတာမြန်မာလူမျိုးများနွန်းနေ၌လဲပေးကျွန်းနေသည်ကုရိတ်တင်းပေးကြပါဆိုတာကျွန်တော်အခုအချိန်ကိုကျွန်တော်တကယ်တောင်းဆိုပါပြီတက်လုံးစောသွားလို့ဘာစကားကြီးဘိန်းလိမ့်တယ်လို့ပဲဝူးနဲ့တော့ကြားတာပေါ့ဗျာဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်ယုံရဲမယုတ်တယုံနဲ့ပဲတိုက်တွန်းမရသေး